ရားတပည့်တော်တို့အားတနာတဖြင့်ပူဇော်ကြောခွင့်ကိုပေးတော်မူပါဗျာရှင်တော်မြတ်ဗျာဘုရားတပည့်တော်တို့အားတနာတဖြင့်ပူဇော်ကြောခွင့်ကိုပေးတော်မူပါဗျာရှင်တော်မြတ်ဗျာဘုရားတပည့်တော်တို့အားတနာတဖြင့်ပူဇော်ကြောခွင့်ကိုပေးတော်မူပါဗျာဒါဩဃာတနဲ့တူပဲနော်ဆက်ဆိုပါအောင်တပည့်တော်တို့သည်တန်တရာအစမှစ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ဤအပေါ်၌ပိစေကဗုဒ္ဓအရှင်မြတ်ကြီးတို့ဤအပေါ်၌ဧကတာဝကမဟာတာဝကယဟန္တာအရှင်မြတ်ကြီးတို့ဤအပေါ်၌ပဂရိတာဝကယဟန္တာအရှင်မြတ်ကြီးတို့ဤအပေါ်၌ကာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်မြမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ဖြစ်ကိုပါ၏မြတ်စွာဘုရားအချင်းချင်းသာဓုခေါ်ကြပါဉာဏ်ဆန်းခြင်းမကံဆန်းခြင်းမိမိနတ်ဖူးနဲ့ဘုရားရှင်ရဲ့ခြေမိုးတော်ထိတဲ့ကပုံဖော်ရင်းနဲ့အေးလောင်ကြောကြပါဆက်အောင်နော်တပည့်တော်တို့သည်တန်တရာအစမစ၍ယနေ့တိုင်အောင်ဘုံကျေးဇူးဤမကြကုန်သောမိခင်တို့ဤအပေါ်၌ဖခင်တို့ဤအပေါ်၌ကာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်မြမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍ဖြစ်ကိုပါ၏မြတ်စွာဘုရားသာယနေ့မှအေးလောင်ကြတော့ကြပါဒီမနောမဘုရားအကြီးဖွာတယ်တဲ့ဘုရားတရားဘုရားရှင်ရှင်ဦးလို့အောင်းပြီနော်မနောအဓိကပါတဲ့တချိဘုရားကိုပူတော်လဲပဲတရားတွေးနေနှလုံးသွင်းတယ်မရောက်ပါဘူးတဲ့တတော်ကင်ယမတချိဘုရားပုံဖော်ပြီးတော့ကြောရင်တချိဘုရားပူတဲ့ကြလို့ပဲလို့မှတ်ကြနော်ဆက်ရအောင်မိဘနဲ့ပတ်သက်ရင်တော့မှတ်ကြပါအမေမလည်းအမေမအဖေမလည်းကြောရင်လည်းဘုန်းနဲ့ရှင်ဘုရားကြောကြနော်မရှိတော့ရင်လည်းပဲဓာတ်ပုံပုံကြီးချက်ပြီးကြာနေယူသည်တွေကြောကြပါတော့ပေါ့ကြလားကောင်းပြီနော်ဆိုတော့ဆက်ရအောင်တပည့်တော်တို့ဒီတဏ္ဍရာအစမှစ၍ယနေ့တိုင်အောင်ဘုံကျေးဇူးဤမကြကုန်သောလိမ္မာစီယံဒီတိပြချမ်းမှုနော်စာပေတတ်တိလိမ္မာအသိပညာတရားပညာတတ်တိလိမ္မာအောင်တဲ့သင်ကြားပြီးတဲ့လောကီဆရာများပြောတာလိမ္မာစီယံကျိုးကြောင့်ပြ၍ဆုံးမပေးတတ်သောဆရာသမားတို့ဤအပေါ်၌
သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုဖြည့်ကျင့်လျက်ရှိကြကုန်သောဘုပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောပြောပြတာဆုံးမပေးတတ်သောတရားဓမ္မတို့၏အပေါ်၌နမတောင်သောတိဝရနာယဘုရားဟောတရားတွေကိုတပိုက်တလေနာရရင်လည်းကျေးဇူးရှင်ဖြစ်နေပြီလို့မှတ်ကြနော်မပြမရဘူးတဲ့ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ယမမိသည်ရှိခဲ့ပါသောထိုပြစ်တို့ကိုကြောက်ပါစေခြင်းအကျိုးငါလူသေးမြတ်နုလက်ဆုံးမိုး၍ဖြစ်ကိုပါ၏မြတ်စွာဘုရားသာယနေ့အေးလောင်ကြတော့ကြပါနောက်ဆုံးမိထမင်းတလုံးရေတမှုစသဖြင့်ပေးကမ်းဝင်တော့ကျေးဇူးရှင်နဲ့ပါပါတယ်တဲ့ဒါလည်းမှတ်ကြပါအောင်နော်ခေမန်း10ပါးဆိုအထာဂရဆရာကြီးတွေကဘုရားဟောကြားထုံးလုံးလေးရေးထားတဲ့ရေးသားပါတဲ့ပါဠိတော်မူရင်းမှာ10ပါးပုံထားတာမရှိတော့အချို့ကမိဂိုင်မပါဘူးလို့ထင်နေကြတာအမှန်တော့ကျမ်းနဲ့မကြည့်ဘူးတွေဖော်ပြတာအများကြီးပါပဲလို့မှတ်ကြနော်တန်10ပါးတော့ဘုရားကိုယ်တိုင်ဟောခဲ့တယ်တန်10ပါးလို့မှတ်ကြနော်ဒါထက်တာဆရာကြီးများကကျန်တဲ့အညီတဲ့လက်ခံထားကြတော့ယုံကြည်ပြီးတော့ခေါ်ကြအောင်နော်နောက်ဆုံးမိထိုးထိုးပုဂ္ဂိုလ်များအပေါ်လည်းပဲဒေါသလျောက်အတင်းပြောမိတယ်လည်းမရှိကြဘူးလားရှိတာပေါ့အားလုံးကျေးဇူးမှမကင်းကြတာနော်ဒီအတွက်လည်းဘုန်းတို့ခေါ်ကြမှာဘုရားထံမှာခေါ်ရမှာတဲ့ဘယ်မှာခေါ်ရမှာလဲအကျွတ်ဘုန်းကြီးကခေါ်ကောင်းလားလို့ထင်တယ်မဟုတ်ဘူးဘုရားထံမှာတောင်းမှခေါ်တာလို့မှတ်ကြနော်ကောင်းပြီဆိုအောင်ရွေကားတို့သည်တဏ္ဍာအသမစ၍ယနေ့တိုင်အောင်ဘုံကျေးဇူးဒီမာကြကုန်သောယနေ့တိုင်အောင်သမင်းတလုံးရေတမှုစသည်ဖြင့်ဘေကံချီမြင့်ထောက်ပံ့မှုသောကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုပြစ်တို့ကိုကြောက်ပါစေခြင်းအကျိုးငါလူသည်မြတ်နုလက်ဆုံးမူ၍ဖြစ်ကိုပါ၏မြတ်စွာဘုရားဤရပူဖြစ်အောင်ဘုန်းတော်ငားမအောင်မြင်ဘုရားရှိခိုးနဲ့ပူဇော်ရအောင်နော်ရတဲ့ဘုရားဆောင်ပေးပါငါမအောင်မြင်ဖယားရှင်ကိုဒီလင်းမြတ်တို့ရှိခိုးပါ၏ဖယားငါမအောင်မြင်ဖယားရှင်ကိုဒီလင်းမြတ်တို့ရှိခိုးပါ၏ဖယားရှိခိုးပါ၏ဘုရားကိလေသာကင်းစင်
ပီတိနဲ့ဆုတောင်းရအောင်နော်ဒီလိုကတော့ကြာဆုတောင်းကြအောင်ကုသိုလ်အရှိန်ပီတိနဲ့အနာဂတ်မျိုးစေ့မှာဆုတောင်းမျိုးစေ့ပေါင်းရတယ်တဲ့တောင်းလဲလို့ဆုလဲတောင်းရတာနော်ဤကဲ့သို့ရှိခိုးပူဇော်ဘုမြောမှန်လျော့ရောကြရသောကောင်းမှုကံစေရနာတို့ကြောင့်ဤတော်တို့သည်အလုံးစုံသောဘေးရောဂါအန္တရာယ်အတွေ့အတွေ့တို့မှကင်းဝေးပြီလေမြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သောသစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်နိုင်၍နိဗ္ဗာန်သို့သံဝင်နိုင်သောကိုဖြစ်ရပါစေသာမြတ်စွာဘုရားလောကီမင်္ဂလာအဖျားဖျားတို့သည်လည်းစိတ်ကြံတိုင်းတောင်းတတိုင်းလွယ်ကူလင်းမြန်စွာပြည့်စုံ၍နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသာမြတ်စွာဘုရားသာတရားအောင်နော်ဣမာယဓမ္မာနုဓမ္မပฏิပတ္တိယမေလေးရန်ဘူလေးရန်
နိဗ္ဗာန်တည်းဟူသောဤလောကုတ္တရာတရားဘုရားအားလျော်သောကျင့်ဝတ်ပฏิပတ်ဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုဓမ္မံတရားတော်မြတ်ကိုသံဃံသံဃာတော်မြတ်ကိုဥရေမိကုသောပါ၏အရှင်ဘုရားသာကိုအပြည့်တည်းလည်းအများကြီးပြတ်သွားပြီကျေသွားပြီလို့ဝမ်းသာတာရှိမပြင်းမှန်းကိုကြိုးစားကြနော်အမြောက်ရရအောင်ဆိုကြရအောင်ဤသို့ပြုရမြတ်ပုံညကြောင့်သမ်းမြအေးကြီးဘေးမဲ့မိသည်ရွှေပြီးထုတ်ချလမ်းမကောက်ဖေရောက်ရပါလို့ထိုဘဝကျင်းလေရဖြစ်ဖြစ်သည်မြတ်ဝေနေရဟုေမြဝေတိမြာဝေတာခေါ်စီတော်ဝတ္တုံနေရိဤမြေပန္တုတတေအမှု၌ဤစေတော်ကုသိုလ်အမြလူတော်မူကြပါကုန်သောကုသိုလ်အမြလူတော်မူကြပါကုန်သောကုသိုလ်အမြလူတော်မူကြပါသင်္ကန်းသာလည်းမမိကြပါနဲ့ဆိုကြည့်ပါဦးအတွေ့အားလုံးဒီကိုယ့်ရဲ့အိတ်ဓာတ်တွေနော်ပြီးတော့ဟုတ်ပါမလားအဲ့ဒီမျိုးစိတ်ကြံကအနာဂတ်တွေပဲလို့နားလည်ရင်မကောင်းတဲ့အတွေ့ရှောင်ရနော်ဖြစ်ဖြစ်အချိန်တိုင်းတွေ့နေရင်ဘဝပြောင်းရင်ဒါလည်းသိကြပါတယ်နော်အဲ့ဒါကူကတော့ဘုံလို့မျိုးနဲ့ပတ်သက်တာပြောအောင်နော်အမေမားလည်းအဖေမားလေအဖေမှန်ပြန်ဆိုပါဦးမိဘအမှားထားမှာလားမှန်တည်တယ်မေတ္တာကြီးကိုကျေးဇူးများလို့ခွင့်လို့ကြမှာနော်မိဘများကျေးဇူးကြီးလို့မှလည်းမှတ်ထားပါဧကတို့ဘုရားရှင်ဟောကြားဆုံးမှာတော်မူတဲ့အတိုင်းမကောင်းမှုရှောင်ကောင်းမှုစားထူအောင်စိတ်ထားကုသိုလ်တရားများတဲ့ဖြင့်မသေးခင်မှာလှလို့မကုန်ပြည့်စုံတဲ့အပြင်မဉ္ဇဉ်ပုညံမှာဆောင်းနိုင်ပြီးအရတ္တဖို့ဖြင့်ခန္ဓာဇတ်သိငြိမ့်နိုင်ကြပါစေ